356မှာ3ထိပ်စီ646မှာ6ထိပ်စီ9ခွန်8မှာ9ထိပ်လုံးမင်္ဂလာပါကျွန်တော်ဒီမှာတမတ်တဲ့အစိုးရရှာတဲ့အနေပြန်လိုက်ကြိုဆိုပါရစေဒီဗီဒီယိုမှာကျွန်တော်ထိပ်စီတွက်နည်းကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဗောနော်ဒီထိပ်စီတွက်နည်းကတော့အရင်ပတ်မပြတ်သေးတဲ့ထိပ်စီဖြစ်တယ်ဗောနော်တစ်ချက်လောက်လိုက်ကြည့်အောင်ညနော်ချက်နေတဲ့ရင်ကျွန်တော် channel ရော like subscribe share လေးတွေလုပ်ထားလို့ရပါတယ်ဗောနော်ဟုတ်ကဲ့တစ်ချက်ကြည့်မယ်ဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်3D Mathematics ဆိုကြီး channel ပြန်လည်ကြိုဆိုပါရစေဗောနော်ဒီ6ချိန်မှာကျွန်တော်တင်ပေးထားတဲ့ site တွေကတော့ဒီဟာတွေရှိပါတယ်အပီးခွေလုံးပိုင်း break တဲ့အမထွက်ပဲ break ဗောနော်ဒီဗီဒီယိုမှာကျွန်တော်ထိပ်စီးရနော်ထိပ်စီးတွက်နည်းကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဗောနော်ဒီထိပ်စီးတွက်နည်းကတော့ကျွန်တော်တို့ဒီမှာ339မှာ3ထိပ်စီ35နဲ့မှာ3ထိပ်စီ39နဲ့မှာ3ထိပ်စီ246မှာ2ထိပ်စီ324မှာ3ထိပ်စီ85နဲ့မှာ8ထိပ်စီ665မှာ8ထိပ်စီเนาะဒီမှာ356မှာ3ထိပ်စီ646မှာ6ထိပ်စီ9ခွန်8မှာ9ထိပ်စီ696မှာ6ထိပ်စီ898မှာ8ထိပ်စီခွန်တော်ငါ6ခွန်ထိပ်စီ9ခွန်နဲ့မှာ9ထိပ်စီ6နဲ့9မှာ6ထိပ်စီ963မှာ9ထိပ်စီ866မှာ8ထိပ်စီ339မှာ3ထိပ်စီ914မှာ9ထိပ်စီပေါ့နော်6နဲ့မှာ6ထိပ်စီဖြစ်ပြီးတော့ဒီအရင်ပတ်ကကျွန်တော်တို့ဒီအရင်ပတ်ကကျွန်တော်တို့ဒီမှာခွန်9 9 3 8ထိပ်စီမှာ3ခွန်ပေါ့နော်ခွန်9 9 3 8မှာ3ခွန်ဆိုတဲ့အကြောင်း3သိစီဒီဆက်ပေးလာတာဖြစ်ပါတယ်ဗောနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလာမယ့်အချိန်သိစီကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဗောနော်ကဲတစ်ချက်လောက်တွေ့တဲ့နည်းကိုလေ့လာကြည့်အောင်နော်ဒီမှာဘောတော့ကျွန်တော်ဒီနေ့9နေ့5တိ4ကနေထွက်တဲ့ပေကနေ6တိနဲ့ထွက်တဲ့ပေကနေစကြည့်မှာဖြစ်ပါတယ်ဒီမှာယူတဲ့နည်းကတော့ဒီအတိုင်းပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာ9တစ်ချိန်9နာရီ30ဆို3ညမကြီးတော့ဘူး1တစ်ချိန်က1 4နာရီဒီ8ပေါ့နော်မ4 3နေဒီ7နဲ့ဒီမှာ7 3နေဒီ24ဒီမှာ7တစ်ချိန်က7အနောက်ကနေပုံသေး3နဲ့ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ9နဲ့1နဲ့ပေါင်း30 8နဲ့2နဲ့ပေါင်းတော့30ဒီမှာကျန်နေမှာက8เนาะ8တယ်3နဲ့ပေါင်းတော့17ကို4နဲ့ပေါင်းတော့15ပေါ့เนาะ5လို့ရပါတယ်အဲ့ဒီရလာတဲ့5ကိုကျွန်တော်တို့ပုံတည်2နဲ့ပေါင်းတော့ခွန်ပေါ့เนาะအဲ့ဒီခွန်ကိုနောက်တစ်ခါကျွန်တော်တို့ပုံတည်6နဲ့ပေါင်းတော့73ပေါ့เนาะအဲ့ဒီရလာတဲ့73ကိုကျွန်တော်ပုံတည်9နဲ့ထပ်ပေါင်းတယ်8လို့ရပါတယ်အဲ့ဒီ8ကိုကျွန်တော်ပုံတည်8နဲ့ထပ်ပေါင်းတော့16ပေါ့နော်8နဲ့8နဲ့ပေါင်းတော့16ပေါ့နော်ဒီမှာ9တက်လေးပြီးတော့6တက်နဲ့လို့ထွက်သွားပါတယ်ပေါ့နော်6တက်နဲ့ဒီမှာ6ထိပ်စီးကို6ထိပ်စီးလို့ရနေပါတယ်ပေါ့နော်နောက်တစ်ပြင်339 6တက်နဲ့ထွက်တဲ့ပြင်မှာဒီမှာတစ်ချိန်ဒီမှာ2ချိန်တစ်ချိန်2ချိန်စီယူတယ်ဒီမှာ3ချိန်နော်ဒီမှာ3ချိန်နောက်ပိတ်ကိုတစ်ချိန်ကိုပုံတည်3နဲ့ပေါင်းတာပေါ့နော်ဒီမှာကျွန်တော်တို့3ညတစ်ချိန်3ညမီးတော့6နယ်လီဒီ7နှစ်ပေါ့နော်1တစ်ချိန်က1နယ်လီဒီ4ဖြစ်ပါမယ်3လီက9ပေါ့နော်ပေါက်စင်နေမိတ်ဆွေတို့ပြန်စစ်လို့ရတယ်ပေါ့နော်83လီဒီ24ပါဒီမှာနောက်ပိတ်4တစ်ချိန်က4ပုံတည်3နဲ့ပေါင်းပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်4နဲ့4နဲ့ပေါင်းတော့8ကို2နဲ့ပေါင်းတော့30ပေါ့နော်ဒီမှာ9နဲ့1နဲ့ပေါင်းလိုက်30ဒီမှာကျန်နေတာက4နဲ့3ပေါင်းရှင်းဒီ4နဲ့3နဲ့ပေါင်းရှင်းဒီခွန်လို့ရပါတယ်ဗောနော်ရလာတဲ့ခွန်ကိုကျွန်တော်ပုံဒီ2နဲ့ပေါင်းတော့9ကိုကျွန်တော်ပုံဒီတစ်ခါ6နဲ့ပေါင်းရှင်းဒီ15ကို9နဲ့ပေါင်းတော့30ကိုပုံသေး8နဲ့ပေါင်းတော့8လို့ရပါတယ်ခွန်9 5 3 8မှာရင်ပတ်ဒီ3ခွန်ဆိုတဲ့အတွက်ကြောင့်3ထိပ်စီးဒီ3ထိပ်စီးလို့ဆက်ပေးပါတယ်ဗောနော်ဒီလာမဲ့16ရက်5လ2026 9ချိန်ဗောနော်9ချိန်ထိပ်စီးကထထတဲ့ပေါင်းစင်ဒီ
536ရယ်300ခွန်ခွန်ရယ်43ပေါ့နော်26ခွန်38ပေါ့နော်365တဲ့153ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ယူတဲ့နည်းကပေါ်တိုင်းပဲဖြစ်ပါမယ်ဒီမှာလေတစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်ယူမယ်ဒီမှာမယူဘူးထိပ်စီးကို3ကြိမ်ယူမယ်ဒီမှာမယူထိပ်စီးကို3ကြိမ်ပြန်ယူမယ်ဒီရဲ့နောက်ပိတ်ကိုထပ်ယူမယ်ပုံသေး3နဲ့ပေါင်းတယ်ပေါ့နော်ဒီမှာ3တစ်ကြိမ်က3ဖြစ်ပါမယ်နှစ်3ည2ကြိမ်3ညဆိုမရေးတော့ခွန်တက်လီဒီခွန်နလီက14နှစ်3လီဒီ6ဖြစ်ပါမယ်3 3ညက3ညပဲပေါ့နော်မရေးတော့ဘူးဒီနောက်ပိတ်3တစ်ကြိမ်က3နောက်ကနေပုံသေး3နဲ့ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ဒီမှာ3နဲ့ခွန်နဲ့ပေါင်းတော့30 4နဲ့6နဲ့ပေါင်းလဲ30 3ညပေါ့နော်ဒီမှာကြံနေတာက3နဲ့3နဲ့ပေါင်းချင်းဒီ6လို့ရပါတယ်ဒီရလာတဲ့6ကိုကျွန်တော်ပုံသေးနော်နှစ်6 5 8ဖြစ်ရှင်းနေပေါ့နော်6ကို2နဲ့ပေါင်းချင်းဒီ8နောက်တစ်ခါဒီ8ကိုကျွန်တော်ပုံသေး6နဲ့ထပ်ပေါင်းနေပေါ့နော်6ကိုထပ်ပေါင်း8နဲ့6နဲ့ပေါင်းချင်းဒီ14ဆိုတော့4လို့ရပါတယ်အဲ့ဒီ4ကိုနောက်တစ်ခါကျွန်တော်ပုံသေး5နဲ့ပေါင်းပါမယ်5နဲ့4နဲ့ပေါင်းတော့9ထပ်ဖြစ်ပါမယ်နော်အဲ့ဒီ9ကိုကျွန်တော်ပုံသေး8နဲ့ထပ်ပေါင်းတော့ခွန်လို့ရပါတယ်ပေါ့နော်ဒီလာမဲ့9ချိန်မှာ9ချိန်ထိပ်စီးဒီနော်6 8 4 9ခွန်လို့ရနေပါတယ်နော်ထိပ်စီးအားနည်းကတော့ကျွန်တော်ထိပ်စီးအားနည်းကတော့နော်ထိပ်စီးအားနည်းဒီမှာပါတာ3ညထိပ်စီး1နှစ်3 5ပါနော်3ည1နှစ်3 5ထိပ်စီးကြိုက်တဲ့မိတ်ဆွေရှိရင်ဒီတွဲနည်းရသည်မပြတ်သေးတဲ့ထိပ်စီး5လုံးဖြစ်ပါတယ်ပေါ့နော်ထိပ်စီးကတော့ဒီဟာတွေဖြစ်ပါတယ်ပေါ့နော်6 8 4 9ခွန်လို့ရနေပါတယ်ပေါ့နော်အောင်နော်6 8 4 9ခွန်ထိပ်စီးလို့ရနေပါတယ်ပေါ့နော်ဒီ16ရက်5လ2026ပေါ့နော်ဒီအတွက်နည်းတွေကတော့ဒီမှာကျွန်တော်တင်ပေးတဲ့6ချိန်ဆိုင်မှာဒီဟာတွေရှိတယ်ပေါ့နော်တင်ပေးတာပြီးသွားပြီဖြစ်တာကဒီမှာအပီးခွေ6လုံးက4 5 6ခွန်8တစ်လုံးပိုင်းကခွန်နော်3လုံးပေါင်းရှင်းပရိတ်နှမျိုးကဒီမှာဘုံသူပရိတ်ခွန်နှစ်တစ်နော်တဲ့အာမထွက်က1နှစ်8 9ခွေရင်ပေပရိတ်3လုံးက4နှစ်3ပေါ့နော်ဒီထိပ်စီးကတော့6 8 4 9ခွန်လို့ရပါတယ်ပေါ့နော်အဲ့ဒါကိုမိတ်ဆွေတို့ညံကုပြီးတော့ကစားလို့ရအောင်ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်အလေထိုင်တင်ပေးဖို့ရှိပါအောင်မယ်ပေါ့နော်ထိပ်စီးကတော့6 8 4 9ခွန်လို့ရနေပါတယ်ပေါ့နော်ဒါတွဲနည်းရမိတ်ဆွေတို့ပေါက်စရနဲ့ပြန်စစ်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ပေါင်းလားမားလားမှန်လားဆိုတာမိတ်ဆွေတို့တစ်ချက်တော့ပြန်စစ်ကြည့်လို့ရတယ်ဗျာနော်ဟုတ်ကဲ့အားလုံးပဲထောက်ကူရပါစေဗျာနော်ထိပ်စီးတွဲနည်းနော်ထိပ်စီးတွဲနည်းကိုကျွန်တော်ပြန်လည်မျှဝေပေးပြီးဖြစ်ပါတယ်ကျန်တဲ့ရင် like and subscribe share လေးတွေလုပ်တော့ပါနော်ကျန်တဲ့ယူတော့ပါနော်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်နောက်ဗီဒီယိုမှာပဲတွေ့ကြမှာဗျာနော်ဟုတ်ကဲ့ဒါကတော့ထိပ်စီးတွဲနည်းဖြစ်ပါတယ်ပေါ့နော်ဒီပတ်တော့6 8 4 9ခွန်ထိပ်စီးလို့ရနေပါတယ်ပေါ့နော်ဒီထိပ်စီးနဲ့ပတ်သက်ပြီးတော့အရင်ပတ်လဲဆက်ပေးတယ်ဒါဒီမပြတ်တဲ့ထိပ်စီးဖြစ်တယ်ပေါ့နော်အဲ့ဒါကိုမိတ်ဆွေတို့တောက်ကိုရအောင်ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်ချိန်နေတဲ့ရင်တော့ယူသုံးလို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တင်ပေးထားတဲ့ site တွေအကုန်လုံးလည်းထိတ်အလေအပိတ်ကြံသေးတယ်ပေါ့နော်ဒီအပီးခွေတို့နော်အပီးခွေတို့ဗရိတ်တို့ကျွန်တော်တင်ပေးထားတဲ့ရှိပြီပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပဲကျွန်တော်ဘယ်အရင်တင်ပေးစီရှင်လဲဆိုတာရေးသွားလို့ရတယ်နော်ကျွန်တော်တို့အလေထိုင်ကိုအရင်ဆုံးတင်ပေးဖို့စီစဉ်ထားတယ်ပေါ့နော်အားလုံးပဲထောက်ကူရပါစေဗျာနော်အားလုံးကွက်လက်ပါဗျာနော်